အဲ့တော့ကျွန်တော်တို့မေတ္တာဘုန်းကြီးကျောင်းပေါ့နော်နောက်လာဆိုရင်ရှင်ပြူရှိတယ်ဒီမှာအဲဆောရောက်ရင်ဒီဘုန်းကျောင်းလည်းလဲကြပါလို့ဖိတ်ခေါ်ပါအဲ့ဒီအထက်ကတော့ဧည့်သည်တွေလာရင်ဖွင့်ပြီးတယ်လာပါတဲ့ပုံကြောင့်ကြောင့်မိုးဆောင်မှနည်းကြီးကျောင်းကြီးဆုံးပေါ့နောက်လာအတွက်ရှင်ပြုပွဲအတွက်ဆင်သင့်တယ်ရှင်ပြုပွဲရှိတယ်နောက်လာ4-5တနည်းရက်လည်းမသိ4-5-6လည်းမသိမလာမေတ္တာဘုန်းကျောင်းမှာရှင်ပြုပွဲအားလုံးလာကြပါလို့ဖိတ်ခေါ်ပါတယ်နော်